မင်္ဂလာပါမျက်စိခန်းအနာဆမပါဒီနေ့တိမ်မခွဲခင်ခန္ဓာကိုယ်ဘယ်လိုအဆင့်သက်လောက်ရမလဲလို့လာပြောတာပါနံပါတ်1အစာကိုပုံမှန်စားတောက်လို့ရပါတယ်နံပါတ်2ရေချိုးခေါင်းလျှော်ဆေးရုံအိပ်ဖို့အဆင့်သက်လောက်ပါနံပါတ်3မိမိရဲ့အသုံးဆောင်တွေကိုအဆင့်သက်လောက်ပါဆေးရုံမှာနေရက်လောက်အိပ်ရပါမယ်နံပါတ်4လူနာစောင့်တယောက်ပါသက်ပါတယ်နံပါတ်5မိမိမှာကိုခင်ယောဂရှိပါကသွေးတိုးစီးချိုဆေးတွေကိုအဆင့်သက်ယူဆောင်လာရပါမယ်ပြီးတော့ပုံမှန်အတိုင်းပဲဆေးတောက်ရပါမယ်တကယ်လို့များမိမိတောက်နေတဲ့ဆေးထဲမှာသွေးပျော်ဆေးပါပါကဆရာဝန်ရဲ့ညွှန်ကြားချက်အတိုင်းသွားပါမယ်လက်ဝတ်ရတနာနဲ့တန်ဖိုးရှိပစ္စည်းများကိုမယူဆောင်လာပါနဲ့နံပါတ်9လက်သေးနီခြေသေးနီများမဆိုးလာပါနဲ့ခွဲစိတ်ချိန်တွင်ပလက်အိပ်ပြီးခေါင်းအုံမခုပဲနဲ့ထုံဆေးကိုတနေရာပဲသုံးထားတဲ့အတွက်မိမိသိနေပါလိမ့်မယ်ငြိမ်ငြိမ်လေးအိပ်နေမယ်နော်မျက်နှာဖုံးပြီးအိပ်တာကိုလေ့ကျင့်ထားရမယ်နေရာချင်းချင်းလေးမှအသက်ရှူလို့တန်အောင်ခွဲစိတ်တဲ့အချိန်မှာခေါင်းကနေခြေထိအဝတ်ကိုဖုံးထားပါမယ်မျက်စိပဲဖွက်ထားပါမယ်ရှင်ခွဲစိတ်ချိန်ကမိနစ်20ကနေ30ထိကြာပါလိမ့်မယ်နံပါတ်9ကမိမိကိုယ်ကိုနာစီချောင်းဆိုးမဖြစ်အောင်ထိမ့်သိမ်းထားပါမယ်ရှင်တကယ်လို့များမိမိမလာဖြစ်ဘူးရက်ချင်းရွှေ့မယ်ဆိုလို့ရှိရင်အောက်ကနံပါတ်အတိုင်းမျက်စိအခန်းကိုဆက်သွယ်လာပါရှင်